ဖန်တာဝရီရဲ့မင်းသမီးမနိဆန္ဒကိုနော်ထာမင်းကြီးထံဆက်တရန်ပြစ်ဆောင်လာခဲ့တဲ့ခီးလန်းကရပ်ပေါင်းများစွာကြာမြင့်ပြီးတော့တောတောင်ရှုံမြောင်တွေကိုဖျက်ဆီးရတာကြောင့်အလွန်ခက်ခဲပင်ပန်းလာပါတယ်မနိဆန္ဒမင်းသမီးကမိမိဘေးနားမှာရဲဝတ်တီကြီးစွာကာကွယ်ပေးနေတဲ့လူငယ်စစ်သူကြီးကျန်စစ်သားကိုနေ့စဉ်မြင်တွေ့နေရကနေတန်ရောစင်ဖြစ်လာခဲ့ပါတယ်ကျန်စစ်သားကလည်းမင်းသမီးရဲ့နူးညံ့သိမ်မွေးလာတဲ့ဇယိုင်ထူးခြားလှပလွန်းတဲ့ရုပ်အစင်းနဲ့ကျင်နာတတ်တဲ့နှုတ်ထွက်စကားတွေကြောင့်စစ်သူကြီးတယောက်ရဲ့တမလီနှလုံးသားဟာတဖြည်းဖြည်းနဲ့အရေးပြောလာခဲ့ရပါတယ်ညဘက်စကန်းချနားချိန်တွေမှာတောတောင်ရဲ့အေးမြတဲ့လေပြေကြားမှာပဲသူတို့နှစ်ဦးရဲ့တဦးပေါ်တဦးအကြည့်ချင်းဆုံတွေ့မှုတွေကပဲတားဆီးရခက်ခဲတဲ့ချစ်ချင်းမြတ်တာအဖြစ်သို့ကူးပြောင်းသွားခဲ့ပါတော့တယ်ဒီအချစ်ကတာမန်အချစ်မျိုးမဟုတ်ပဲတိုင်းပြည်နှစ်ပြည်ရဲ့မဟာမိတ်ပြုမှုကိုဖျက်ဆီးပစ်နိုင်တဲ့အပြင်နော်ထာမင်းကြီးရဲ့အာဏာစက်ကိုပါတိုက်ရိုက်စိန်ခေါ်တယ်လို့ဖြစ်နေပါတယ်ကျန်စစ်သားကဘရင်မင်းမြတ်အပေါ်တစ္ဆာရှိရမယ်စစ်သူကြီးတဦးအဖြစ်သိပေမဲ့လည်းရင်းထဲမှာပောက်ကွဲထွက်လာတဲ့မနိစန္ဒပေါ်ထားတဲ့အချစ်တွေဟာလုံးဝထိန်ချုပ်လို့မရတော့ပဲလန်ကီအဆုံးဖြစ်တဲ့ပကံမြေတော့မရောက်မီမှာပင်သူတို့နှစ်ဦးကြားကနှဆိုင်တဲ့အချစ်ဇလန်းကပို၍ကြီးမားလာခဲ့ပါတော့တယ်ဒီလိုနဲ့ပကံမြေတော့ရောက်ရှိလာပြီးတော့မင်းသမီးကိုအနော်ထားရှိဆက်တဲ့အခါမှာလျှို့ဝှက်ထားတဲ့ဒီတန်ရောစင်ဇလန်းကအနော်ထားမင်းကြီးရဲ့နားတော်စီကိုရောက်ရှိသွားခဲ့ပါတော့တယ်ဒီအခါအနော်ထားမင်းကြီးကဘယ်လိုဆုံးဖြတ်မလဲဆိုတာကိုတော့နောက်တစ်ပိုင်းမှာစောင့်မျှော်ကြည့်ရှုပြီးကြပါအောင်ခင်ဗျာ